ချိုမြိန်သော flashback တစ်ခုမှာအာဗန်နဲ့ match တို့ရဲ့မင်္ဂလာဆောင်မှာပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။ဒါပေမဲ့လက်ရှိအခြေအနေကတော့ပိုပြီးတော့ဆိုးရွားလာပါတယ်။လက်စစ်တပ်ဟာ Tasmania အရှေ့ဘက်ကမ်းရိုးတန်းမှာစမ်းသပ်လက်နက်တစ်ခုကိုမှားယွင်းဖောက်ခွဲမိရာကနေ Harbour မြို့ပျက်စီးသွားပြီးအာရုံကြောချို့ယွင်းမှုကြောင့်လူပေါင်း900သေဆုံးခဲ့ရပါတယ်။ Luce အစိုးရဟာအခုအခါ Australian Prime Minister နဲ့ဒီကဆန္ဒပြသူတွေစီကနေသမ္မတမှာတာဝန်ရှိကြောင်းတောင်းဆိုတဲ့ဖိအားတွေကိုခံနေရပါတယ်။သတင်းထောက်တွေကဘေးအန္တရာယ်ဆုံးတွေကိုတွားချင်ကြပေမဲ့ခွင့်မပြုသလိုဘာကြောင့်လဲဆိုတာကိုလည်းအကြောင်းပြချက်မပေးပါဘူး။ Mitch ဟာဒီဖြစ်ရပ်ဖြစ်ပွားချိန်မှာ Harbour မှာအလုပ်ကိစ္စနဲ့ရောက်နေတာဖြစ်ပြီးတပတ်ကသူ့စီအသေးအတန်ဖုံးဆက်ပေမဲ့သူကပြန်မဖြေခဲ့ပါဘူး။သူမဟာအခုခါခီးစဉ်အတွင်း Mitch ကိုရှာတွေ့နိုင်မဲ့မျှော်လင့်ချက်နဲ့စစ်တပ်ရဲ့တန်ရှင်းရေးလုပ်ငန်းမှာစေတနာဝန်ထမ်းအဖြစ် Australia ကိုလေယာဉ်နဲ့လိုက်ပါလာခဲ့ပါတယ်။လေယာဉ်ပေါ်ကတခြားသူတွေကလည်းစေတနာဝန်ထမ်းတွေဖြစ်ကြပြီးအဖွားအိုတဦးကလည်းသူမချစ်ရသူတွေကိုအသက်ရှင်လျက်ပြန်တွေ့ဖို့မျှော်လင့်နေပါတယ်။လေဆိပ်ကိုရောက်တဲ့အခါစေတနာဝန်ထမ်းတွေဟာသူတို့ရဲ့ဖုန်းတွေကိုတစ်တာထဲမှာထည့်ထားခဲ့ရပြီးအိမ်ပြန်မှသာပြန်ရမှာဖြစ်ပါတယ်။မှတ်ပုံတင်တဲ့စပွဲမှာကတောင်ဘက်ပိုင်းကအလောင်းရှာဖွေရေးအဖွဲ့ကိုဝင်ကျင်တယ်လို့ပြောပေမဲ့မြို့မှာမီးလောင်နေစေဖြစ်လို့ဘယ်သူမှတောင်ဘက်ကိုမသွားရသေးကြောင်းအရာရှိကရှင်းပြပါတယ်။ဒါကြောင့်အဘဟာတခြားနေရာတွေမှာအလုပ်လုပ်ရင်စောင့်ဆိုင်းရမှာဖြစ်ပါတယ်။အဘငိုယိုတဲ့အခါအရာရှိကစိတ်မကောင်းဖြစ်ကြောင်းပြောကြားပြီးသူမကိုယူနစ်200ကိုမှတာဝန်ပေးလိုက်ပါတယ်။အဘကသူမဟာ physical therapist တူဖြစ်ကြောင်းနဲ့စောင့်ဆိုင်းနေစဉ်အတွင်းတခြားအရာတွေကိုကူညီပေးနိုင်ကြောင်းပြောပေမဲ့သူမကိုဘေးအန္တရာယ်တင်သူတွေခွဲခြားသတ်မှတ်ဖို့အတွက်ပဲခွင့်ပြုထားတာဖြစ်လို့ဒီယူနစ်မှာပဲအလုပ်လုပ်ရမယ်မဟုတ်ရင်အိမ်ပြန်ရမယ်လို့အရာရှိကရှင်းပြပါတယ်။အဲ့ဒီနောက်ဗိုလ်ကြီးတဦးကတေဆုံးသူတချို့ဟာဇမ်ဘီတွေဖြစ်ပြန်လည်ရှင်သန်လာတဲ့ဆိုတဲ့ကောလာဟလာတွေဟာအမှန်ဖြစ်ကြောင်းစေတနာဝန်ထမ်းတွေကိုအသိပေးပါတယ်။အရက်သားတွေတဲကဘသူမဆိုဇမ်ဘီနဲ့တွေ့ရင်စစ်သားတွေကိုအကြောင်းကြားရမှာဖြစ်ပါတယ်။အဘဟာ Mitch နဲ့သူမရဲ့ဘဝအကြောင်းကိုတွေးတော်ရင်းသူဘေးကင်းပါစေဖို့မျှော်လင့်နေပါတယ်။အဲ့ဒီနောက်အဘဟာဘတ်စကားဘော်ကိုတက်ခဲ့ပြီးခီးစဉ်အတွင်းလူတဦးကတေဆုံးသူဘယ်လောက်ရှိတယ်လဲလို့မေးမြန်းပါတယ်။စစ်သားကမေးခွန်းကိုမဖြေဘဲဇမ်ဘီတွေ့ရင် flare ကိုပဲအသုံးပြုဖို့ပြောကြပါတယ်။ဘတ်စကားဟာပျက်စီးနေတဲ့မြို့ပြက်ကိုရောက်တဲ့အခါနေရာအနှံ့မှာမိခိုးတွေကိုတွေ့မြင်ရပါတယ်။စေတနာဝန်ထမ်းတွေဟာအလောင်းတွေကိုတိတ်ခါရှိရှိတကြိုနိုင်ဖို့ရှာဖွေဖို့လူစုခွဲလိုက်ကြပါတယ်။အဘနဲ့တခြားမျိုးသမီးတဦးတို့ဟာစွန့်ပစ်ထားတဲ့အိမ်ကိုဝင်ရောက်ပြီးအခန်းတိုင်းကိုရှာဖွေကြရမှာအဘကခြံထဲမှာအလောင်းတွေကိုတွေ့ရှိခဲ့ပါတယ်။ Tracker ကလာမတည့်ခင်စစ်သားတွေကခွဲခြားသတ်မှတ်နိုင်ဖို့ဓာတ်ပုံရိုက်နိုင်အောင်အဲ့ဒီအလောင်းတွေကိုအိမ်ရှိရင်ပြင်ကိုရွှေ့လိုက်ကြပါတယ်။အဘရဲ့အဖော်ဖြစ်သူကတော့အဲ့ဒီမြင်ကွင်းကြောင့်ထိတ်လန့်သွားပြီးသူမရဲ့သမီးတွေစီအိမ်ပြန်ရမယ်ဆိုပြီးအလုပ်ကနေနှုတ်ထွက်သွားပါတယ်။တခြားအိမ်တအိမ်ကနေလူ2ဦးထွက်လာပါတယ်။တဦးကအန်နေပြီးခွဲကတော့တည်ငြိမ်စွာစစ်လိတ်တောက်နေပါတယ်။ခွဲနဲ့မလို့အကြည့်ချင်းစုံမိပြီးအတူတူအဖွဲဖွဲဖို့သဘောတူလိုက်ကြပါတယ်။ခွဲဟာတခြားအိမ်တအိမ်ရဲ့တကားကိုချိုးဖျက်ဝင်ရောက်ရမှာဆိုဖာပေါ်မှာတေဆုံးနေတဲ့အဖိုးတဦးကိုတွေ့ရှိခဲ့ကြပါတယ်။ငါးကန်ထဲမှာလည်းတေနေတဲ့ငါးတွေရှိနေပါတယ်။အိမ်ထဲကအနံ့ကအလွန်ဆိုးရွားပေမဲ့ခွဲကဘာကြောင့်နှာခေါင်းစည်းမတက်တယ်လဲလို့ဘဘကမေးတဲ့အခါသူကဟာသားနဲ့ပဲပြန်ဖြေပါတယ်။အဲ့ဒီလူ2ဦးဟာအိမ်တအိမ်ပြီးတအိမ်ကူးကအလောင်းတွေကိုစုဆောင်းကြပြီးအိမ်တအိမ်မှာအဘဟာသူမရဲ့မင်္ဂလာဆောင်ကိုပြန်တရိရစေတဲ့မင်္ဂလာဆောင်တပ်ပုံတစ်ပုံကိုတွေ့ရှိခဲ့ပါတယ်။နေ့လယ်စာစားချိန်မှာစေတနာဝန်ထမ်းအားလုံးအတူတူစားကြပြီးအခြေအနေတွေအကြောင်းပြောဆိုကြပါတယ်။အမျိုးသမီးတဦးကစစ်တပ်အနေနဲ့ဇာဘီတွေကိုတတ်မဲ့စာလေးလာဖို့အတွက်ဖမ်းဆီးထားတဲ့နယ်လို့ထင်မြင်ပါတယ်။လမ်းပေါ်မှာအဖွားအိုဟာထရက်ကားပေါ်မှာသူမရဲ့သားကိုတွေ့ရှိပြီးနိုးဖို့ငွေကိုတောင်းပန်ပေမဲ့အလောင်းကမလှုပ်ရှားပါဘူး။စတိုးဆိုင်တစ်ခုမှာအဘဟာကလေးပုခက်တစ်ခုကိုတွေ့ပြီးနောက်ဆုံးအကြိမ်ကိုဝင်စစ်ဆေးခဲ့စဉ်ကအကြောင်းကိုတွေးမိသွားပါတယ်။အရင်အချိန်တွေလိုပဲရလက်ကမအောင်မြင်ပေမဲ့ match ကတနေ့နေ့မှာဖြစ်လာလိမ့်မယ်လို့သူမကိုနှစ်သိမ့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအဘဟာအော်ဟစ်တန်ကြားလို့လှည့်ကြည့်ရ flare ကင်ပြီးအကူအညီတောင်းနေတဲ့အမျိုးသမီးတဦးကိုတွေ့ရပါတယ်။စစ်သားတွေဟာအဆောက်အဦတွေကိုပြေးဝင်ကဇမ်ဘီကိုပစ်တက်လိုက်ပါတယ်။နောက်အိမ်တအိမ်မှာအဘနဲ့ခွဲတို့ဟာကားကိုတောင်ထဲမှာအလွန်ကောင်းမွန်တဲ့ကားတစ်စီးကိုတွေ့ရှိပါတယ်။အဘဟာကျမ်းပြင်ပေါ်ကသွေးကွက်တွေကိုသတိပြုမိပြီးအဲ့ဒီနောက်ကိုလိုက်သွားရမှာပရီဘောဂါတွေနောက်ကွယ်မှာပုံနေတဲ့ဇမ်ဘီတစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။သူမဟာခွဲကိုချက်ချင်းအတိပေးလိုက်ပြီးခွဲကကားကိုတောင်တကားကိုဖွင့်က flare ကိုဖွင့်လိုက်ပါတယ်။အဘဟာသူမကိုပဲပြန်ဆိုင်ကြည့်နေတဲ့ဇမ်ဘီကိုပြန်ပြီးစိုက်ကြည့်နေမိပါတယ်။စစ်သားတွေရောက်လာပြီးဇမ်ဘီကိုပစ်တက်တဲ့အခါသူမအဆောက်အဦတွေကထွက်ခဲ့ရပါတယ်။နေ့ကုန်ဆုံးတဲ့အခါအလောင်းတွေကိုကျင်းတွေထဲမပစ်ချခင်ဖုံးတော်ကြီးတွေကဆူတောင်းပေးကြပါတယ်။အဲ့ဒီနောက်ထရက်ကားတွေကအလောင်းတွေကိုမြေကြီးတွေနဲ့ဖုံးအုပ်လိုက်ကြပါတယ်။အဲ့ဒီမြင်ကွင်းကကဘာကိုစိတ်မသက်မသာဖြစ်စေတာကြောင့်သူမလမ်းလျှောက်ထွက်ခဲ့ပါတယ်။အဝေးကကမ်းခြေကိုမြင်တဲ့အခါမစ်ချ်နဲ့အတူကမ်းခြေကိုအပန်းဖြေခီးထွက်ခဲ့စဉ်ကအကြောင်းကိုသတိရသွားပါတယ်။ညဘက်မှာရဟတ်ယာဉ်တွေကမီးမောင်းတွေနဲ့မြို့ကိုစောင့်ကြပ်နေပါတယ်။သူမရဲ့အခန်းထဲမှာအဘဟာတောင်ဘက်ကအပန်းဖြေစခန်းကိုသွားမဲ့အမြန်ဆုံးလမ်းကြောင်းကိုမြေပုံပေါ်မှာတိတ်တဆိတ်ရှာဖွေနေပါတယ်။အကွာဝေးကအရန်ဝေးတာကိုမြင်တဲ့အခါအဘဆဲဆိုမိပေမဲ့သူမရဲ့ရည်မှန်းချက်ကိုဆက်လုပ်ချင်နေပါတယ်။သူမဟာပစ္စည်းတွေကိုယူကာလှေကားကနေတိတ်တဆိတ်ဆင်းလာပြီးလူတွေကိုရှောင်တိန်ခဲ့ပါတယ်။သမင်းစားဆောင်ကတချင်းတန်တွေနဲ့ရွတ်ဆိုတန်တွေကိုကြားရပေမဲ့တပတ်ဟာဂယုမဆိုင်ပဲမိဖို့ချောင်းတဲကိုဝင်သွားကအပြင်ကိုတန်းရောက်မဲ့တကားတစ်ခုကိုတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့သူမထွက်ခွာတော့မဲ့အချိန်မှာအရာရှိတဦးကလက်ပူးလက်ချက်ဖမ်းမိသွားပြီးအမေရိကန်တွေကိုမပါဝင်စေသင့်ဘူးလို့ပြောကသူမကိုအတွင်းကိုပြန်လွှတ်လိုက်ပါတယ်။အဲ့ဒီနောက်အဘဟာအလုတ်ရဲ့ကြောက်မက်ဖွယ်ရာတွေကိုမေ့ပြောက်ဖို့ပါတီပွဲကျင်းပနေတဲ့သမင်းစားဆောင်ကိုသွားခဲ့ပါတယ်။ခွဲကသူမကိုတောက်ဆရာပေးပြီးရဘာကသူမရဲ့ခင်ပွန်းအခြေအနေကိုဖွင့်ပြောပြပါတယ်။ဒါအပြင်စောစောကတွေ့ခဲ့တဲ့ဇမ်ဘီဟာလုံးဝပျောက်ကွယ်သွားပုံမရပဲလမ်းပြောက်ပြီးကြောက်ရွံ့နေပုံရတယ်လို့သူမထင်မြင်ပါတယ်။ခွဲကဒါကိုမယုံကြည်တာကြောင့်ဘယ်စိတ်မသက်မသာဖြစ်ကပါတီကနေထွက်လာခဲ့ပါတယ်။နောက်ပိုင်းမှာအဘာနဲ့ခွဲတို့ဟာတခြားအိမ်တအိမ်ကိုရှာဖွေစင်ဇမ်ဘီတကောင်ရုတ်တရက်ထွက်ပေါ်လာပြီးသူတို့ကိုတိုက်ခိုက်ပါတယ်။အဲ့ဒီအချိန်မှာပါဝါဟာသူမရဲ့အခန်းထဲမှာနိုးလာခဲ့ပါတယ်။သူမဟာတရင်ပေါက်ကနေအပြင်ကိုကြည့်ကမြို့ကိုဖုံးအုပ်ထားဆဲဖြစ်တဲ့မိခိုးတွေကိုကြည့်နေပါတယ်။နက်နက်စောစောမှာစေတနာဝန်ထမ်းတွေပြန်ထွက်ကြပြီးခွဲနဲ့ဘာတို့ဟာကားကိုတောင်တစ်ခုထဲမှာဆိုင်ကယ်အချို့ကိုတွေ့ရှိခဲ့ကြပါတယ်။ခွဲဟာဆိုင်ကယ်တစ်စီးပေါ်ကိုခုန်တက်ကဒါကိုပေးသိမ်းမလားလို့တွေးနေတော့ဘကဆက်ရှာပါတယ်။ဘေးကမ်းမှာသူမဟာပါတီပွဲတစ်ခုကကြံရစ်တဲ့အလောင်းပေါင်းများစွာကိုတွေ့ရှိခဲ့ပါတယ်။စပွဲပေါ်မှာအရက်နဲ့မူရစ်ဆေးဝါးတွေရှိနေတာကြောင့်ခွဲကအချို့ကိုတုံးဆောင်ပြီးသူဟာကလေးဘဝကလေးကဆိုင်ကယ်စီးခဲ့ကြောင်းပြောပြပါတယ်။အဘကသူ့ကိုမြေပုံပြပြီးဆိုးရွားတဲ့နေရာတွေကိုရှောင်းကတောင်ဘက်ကိုဆိုင်ကယ်နဲ့လိုက်ပို့ပေးနိုင်မလားလို့မေးပါတယ်။ဝိုက်ကသူမရဲ့တက်တာမှုကိုနောက်ပြောင်ပြီးလိုက်ပို့ဖို့သဘောတူလိုက်ပါတယ်။ခွဲကအုတ်ထုတ်သွားရှာနေတော့ငါဟာအတန်ကြားလို့လှည့်ကြည့်ရသွားကြည့်ပြီးထူးဆန်းတဲ့အတန်တွေထွက်နေတဲ့ဇမ်ဘီတကောင်ကိုတွေ့ရပါတယ်။အဘကသူနဲ့ဆက်သွယ်ဖို့ကြိုးစားပေမဲ့ခွဲပြန်ရောက်လာပြီးဖယ်ခိုင်းပါတယ်
အဲ့ဒီနောက်အဲ့ဒီနှစ်ဦးဟာဆိုင်ကယ်နဲ့အဆောက်အဦကထွက်ခွာပြီးမြို့ပြင်ကိုတိတ်တဆိတ်ထွက်လာခဲ့ကြပါတယ်။သူတို့ဟာလမ်းပေါ်မှာဆိုင်ကယ်ကိုအချိန်ပြင်းပြင်းစီးကစွန့်ပစ်ထားတဲ့ကားတွေကိုရှောင်ကွင်းမောင်းနှင်ခဲ့ကြပါတယ်။နိုင်အနှဲငယ်ကြာပြီးနောက်စစ်တပ်ရင်တွေချင်းကပ်လာတာကိုတွေ့လို့ကားတစ်စီးနောက်မှာပုံကွယ်ခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအဘဟာလမ်းလယ်မှာဇမ်ဘီတစ်ကောင်ကိုတွေ့ပေမဲ့သူစတင်လမ်းလျှောက်ချိန်မှာစစ်သားတွေကပြစ်တက်လိုက်ပါတယ်။အဘဟာလဲကျနေတဲ့အလောင်းကိုကြည်ရင်မက်ချက်အဖြစ်စိတ်ကူးမိသွားပါတယ်။စစ်သားတွေထွက်သွားပြီးနောက်ခီးဆက်ခဲ့ကြပါတယ်။ Zero Ground နဲ့နီးကပ်လာလေမီးခိုးနဲ့ပြားတွေပုံများလာလေဖြစ်ပြီးနေရာတိုင်းမှာပျက်စီးနေပါတယ်။နောက်ဆုံးမှာသူတို့ဟာရိတ်ခါအတွက်မြို့တစ်မြို့မှာရန်နာခဲ့ကြပြီးမီးခိုးတွေကြောင့်ချောင်းဆိုးနေကြပါတယ်။ဇမ်ဘီတွေနဲ့ထပ်တွေ့တဲ့အခါဆိုင်ကယ်စီအပြေးပြန်ကထွက်ခွာခဲ့ကြပါတယ်။နောက်မြို့မှာစားတောက်ဆိုင်တစ်ခုမှာရန်နာပြီးတေဆုံးနေတဲ့အလောင်းတွေကိုဂယုမဆိုင်ပဲပစ္စည်းတွေရှာကြပါတယ်။မီးဖိုချောင်မှာရေပိုက်ကနေရေတောက်ကကိုလက်တန့်စင်ကြပါတယ်။ဆိုင်ကယ်မောင်းရလို့ခွဲရဲ့ကြွက်သားတွေနာကျင်နေတာကြောင့်တပတ်ကနှိမ့်နေပေးပါတယ်။သူမဟာ Physiotherapist အဖြစ်6နှစ်လောက်ကန်ခဲ့ပြီးမကြသေးခင်ကကိုပိုင်ဆေးကန်းဖွင့်ခဲ့ကြောင်းပြောပြပါတယ်။မက်ချာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာအလုပ်လုပ်ပြီးကုမ္ပဏီစည်းဝေးအတွက် Australia ကိုလာတာဖြစ်ပါတယ်။ Clay ကသူဟာ Melbourne မှာကိုပိုင်လုပ်ငန်းငယ်ရှိတဲ့ builder တူဖြစ်ကြောင်းပြောပါတယ်။အဘကသူ့တက်တူကိုကြည့်ပြီးတစုံတဦးဆုံးရှုံးခဲ့ဘူးတလားလို့မေးပေမဲ့သူကမဖြေပါဘူး။ရုတ်တရက်သူတို့နောက်ကွယ်မှာဇမ်ဘီတစ်ကောင်ပေါ်လာပြီးပရိဘောဂတွေကိုဖျက်ဆီးပါတယ်။ Clay ကကလထိုင်နဲ့ရိုက်ဖို့ပြင်ပေမဲ့အဲ့ဒီအချိန်မှာပဲစစ်သား Riley ကဇမ်ဘီကိုပြစ်တက်လိုက်ပါတယ်။ဇမ်ဘီတွေဟာကြာလေးပိုပြီးကြမ်းတမ်းလာလေဖြစ်ကြောင်းသူကရှင်းပြပါတယ်။အဲ့ဒီတရဝါကလှုပ်ရှားနေစေဖြစ်လို့ Riley ကလုံးဝတေအောင်ဓာတ်နဲ့ထိုးလိုက်ပါတယ်။အဲ့ဒီနောက် Riley ကသူတို့ကိုကန့်တက်နေမိတယ်ဘာလို့ရောက်နေတယ်လဲလို့မေးလို့ဘဘကအကြောင်းစုံကိုပြောပြပါတယ်။ Riley ကသူတို့ကိုစစ်ဆေးမေးမြန်းနေတာကြောင့် Clay ကိုအရင်ခေါ်သွားပြီးတပတ်ကိုအခန်းတစ်ခုထဲမှာပိတ်ထားခဲ့ပါတယ်။အမျိုးသားတွေထွက်သွားပြီးနောက် Bava ဟာငိုယိုပြီးခင်ပွန်းကိုမကယ်နိုင်တဲ့အတွက်တောင်းပန်နေမိပါတယ်။သူမဟာ Mitch အလုပ်ပြန်လာပြီးစကားပြောဖို့တောင်းဆိုခဲ့တဲ့နေ့ကိုပြန်တွေးမိပါတယ်။နိုင်အနှဲငယ်ကြတော့ Riley ကတကားဖွင့်ပေးပြီး Clay ဟာစီးသွားခြင်းတယ်လို့အကြောင်းပြပြီးထွက်ပြေးသွားကြောင်းပြောပါတယ်။ Riley ကလိုက်ရှာပေမဲ့မတွေ့ခဲ့ပါဘူး။သူကဆုံးရှုံးမှုအတွက်အပြေရှာခြင်းတဲ့စိတ်ကိုနားလဲကြောင်းဆိုကာသူမကိုတောင်ဘက်ကိုလိုက်ပို့ပေးမယ်လို့ကမ်းလှမ်းပါတယ်။ဒါပေမဲ့သူမထွက်မပြေးဖို့ဂတိပေးရမှာဖြစ်ပါတယ်။ Eva ကဂတိပေးလိုက်ပြီး Riley ကမထွက်ခွာခင်ပစ္စည်းအချို့ယူဖို့လိုကြောင်းပြောပါတယ်။အပြင်ထွက်တဲ့အခါ Eva ဟာ Riley ရဲ့မင်္ဂလာလက်စွပ်ကိုသတိပြုမိသွားပါတယ်။အဲ့ဒီနှစ်ဦးဟာ Riley ရဲ့ truck ကားနဲ့ထွက်လာကြပြီးညဘက်မှာ Bluebird လို့ခေါ်တဲ့ဘက်ကိုရောက်ရှိခဲ့ကြပါတယ်။ Riley ဟာဒီမှာတာဝန်ကျပူးတာကြောင့်အထဲမှာအစားအစာရှိတာသိနေပါတယ်။သူကညစာချက်ပေးမယ်လို့ကမ်းလှမ်းပေမဲ့ Eva ကပစ္စည်းချို့ပဲယူမယ်လို့သူပြောခဲ့တာကိုထောက်ပြပါတယ်။ဒါပေမဲ့ Riley ကအနားယူတင်တယ်လို့ယူဆပါတယ်။ညစာစားရင် Riley ကစစ်သားတဦးဖြစ်ခဲ့တဲ့သူ့ဖခင်အကြောင်းပြောပြပါတယ်။ Eva ကစားဖို့ညှင်းဆန်ပြီး Katie အမည်ရှိအမျိုးသမီးတဦးနဲ့ Riley တို့ရဲ့ဓာတ်ပုံတွေကိုတွေ့ရှိခဲ့ပါတယ်။အဲ့ဒီလူဟာဖြစ်ချိန်မှာကိုဝင်ရှိလက်ရှိနေပြီဖြစ်တဲ့သူ့ဇနီးဖြစ်ကြောင်း Riley ကရှင်းပြပါတယ်။ Riley ဟာစစ်တပ်ကိစ္စနဲ့အဝေးရောက်နေတာဖြစ်ပါတယ်။ဒါကြောင့်ဒီနေရာမှာရေဒီယိုတက်တူးကြောင့်မှုမရှိကြောင်းကြားတာနဲ့ပထမဆုံးရဟတ်ယာဉ်နဲ့လိုက်လာခဲ့တာဖြစ်ပါတယ်။ကန်ဆိုးစွာပဲ Katie နဲ့သူမရဲ့မိသားစုကိုစပွဲမှာတေဆုံးလျက်တွေ့ခဲ့ရပါတယ်။ Katie ပြန်ရှင်လာသလားလို့ Eva ကမေးတဲ့အခါ Riley ကမဖြေပဲစစ်လိပ်ပဲတောက်နေပါတယ်။အဲ့ဒီနောက် Eva ကဘယ်တော့ထွက်မှာလဲလို့မေးပါတယ်။ Riley ကမကြခင်သွားမယ်လို့ကတိပေးပေမဲ့ Eva ကိုအကူအညီတစ်ခုတောင်းပါတယ်။အိတ်ခမ်းထဲမှာ Eva ဟာ Katie ရဲ့အဝတ်အစားတွေကိုလဲဝတ်ဆင်ပြီးသူမရဲ့ရင်မွေးကိုတောင်ဆွတ်လိုက်ပေမဲ့သူမရဲ့မင်္ဂလာလက်စွပ်ကိုတော့ဝတ်ဖို့ညှင်းဆန်ပါတယ်။အန်ဆွဲထဲမှာကက်ကြီးအချို့တွေ့လို့ခေါင်းအောက်မှာကွက်ထားလိုက်ပါတယ်။ Eva အသင့်ဖြစ်တဲ့အခါ Riley ဟာအရက်ဝတ်နဲ့ရောက်လာပါတယ်။သူဟာတချင်းဖွင့်ပြီး Eva နဲ့အတူကောက်ဖို့တောင်းဆိုပါတယ်။ Riley ဟာ Eva ကိုပွေ့ဖက်ပြီးကခုံရင်း Eva ကလည်း Mitch နဲ့ရှိနေတယ်လို့ဟန်ဆောင်နေပါတယ်။ Riley ကသူမကို Katie လို့ခေါ်ပြီးတောင်းပန်ကြောင်းနဲ့ချစ်ကြောင်းပြောပါတယ်။သူဟာဒူးထောက်ပြီးဘိုက်ထဲကကလေးကိုစကားပြောတာဟာ Eva တို့မင်္ဂလာဆောင်မှာ Mitch လုပ်ခဲ့တာနဲ့ဆင်တူနေပါတယ်။အဲ့ဒီအချိန်မှာ Riley က Eva ဟာ Katie ရဲ့လက်စွပ်ကိုဝတ်မထားတာသတိပြုမိသွားပါတယ်။ Eva ကခုံတာပြီးပြီလို့ပြောပေမဲ့ Riley ကသူမဖြက်စီးလိုက်ပြီလို့ဆိုကလက်စွပ်လဲပြီးပြန်ဆဖို့တောင်းဆိုပါတယ်။သူမစီချင်းကပ်လာတဲ့အခါ Eva ထိတ်လန့်သွားပြီးမိအိမ်နဲ့ရိုက်ကထွက်ပြေးပါတယ်။ Riley ကနောက်ကလိုက်လာတာကြောင့် Eva ဟာတခြားအခန်းတစ်ခုထဲမှာပိတ်ထားလိုက်ပါတယ်။တကားကိုပရိဘောဂတွေနဲ့ပိတ်ဆို့ပြီးနောက်အော်တလက်ကြီးရာကတင်ပေါ်မှာခဲရဲ့ကိုဝင်ဆောင်လောင်းကိုတွေ့ပြီးထိတ်လန့်သွားပါတယ်။ Riley ကသူမမကြခင်နိုးလာလိမ့်မယ်လို့ယုံကြည်နေပါတယ်။ဘာလို့လဲဆိုတော့မပြီးပြတ်သေးတဲ့အလုပ်ရှိတဲ့သူတွေပဲဇမ်ဘီဖြစ်လာတယ်လို့သူကယူဆထားလို့ဖြစ်ပါတယ်။သူသားလေးအသက်ရှင်နေတယ်လို့လည်းသူကဆိုပါတယ်။ Riley ကတကားကိုအသေးအတန်ထုရိုက်နေတော့Eva ဟာသတင်းပေါက်ကိုသတိပြုမိပြီးအပြင်ထွက်ကအိမ်ခေါင်မိုးပေါ်ကနေတဆင်တစ်ပင်ပေါ်ဆင်းခဲ့ပါတယ်။သူမဟာ truck ကားကိုတွေ့ပေမဲ့တော့ကတော့အထဲမှာရှိနေပါတယ်။သူမတကားဖွင့်ဝင်ချိန်မှာ Riley လေကားပေါ်ရောက်လာတာကြောင့်ဘာမှမယူနိုင်ပဲထွက်ပြေးခဲ့ရပါတယ်။ Eva ဟာကားကိုတောင်ထဲမှာပုန်းနေပြီးမကြခင် Riley ရှာဖို့ရောက်လာပါတယ်။သူလက်နှိပ်ဓမီနဲ့ရှာနေတော့သူမဟာတန်ကြိုးနဲ့ချီထားတဲ့ဇမ်ဘီများစွာကိုသတိပြုမိပါတယ်။ပုတ်ပြားပေါ်မှာတကောင်ချင်းစီအတွက်မှတ်စုတွေရှိနေတာကြောင့် Riley ကသူတို့ကိုလေ့လာနေတာဖြစ်ပါတယ်။သူဟာဂိုတောင်ထဲကိုဆက်မတိုးဝင်ပါဘူး။ဒါကြောင့် Eva ကိုအပြင်ထွက်လာဖို့တောင်းပန်ပြီးတောင်ဘက်ကိုလိုက်ပို့ပေးမယ်လို့ကတိပေးနေပါတယ်။အဲ့ဒီနောက် Eva ဟာသူမရဲ့လက်စွပ်ကိုချွတ်လိုက်ပြီး Katie အဖြစ်ဟန်ဆောင်ကအပြင်ကိုထွက်လာပါတယ်။ Riley ကိုချိုသားတဲ့နာမည်တွေနဲ့ခေါ်ပြီးကခုံတာကိုအဆုံးသတ်ဖို့ပြောပါတယ်။ Riley ကသူမကိုဂိုတောင်အပြင်ကိုဥဆောင်ခေါ်သွားစဉ်မှာ Eva ကသူ့ခါပတ်မှာချိတ်ထားတဲ့တော့တွေကိုသတိပြုမိပါတယ်။သူမကသူ့ကိုချိုသားဆက်ပြောနေပြီးသူကသူမကိုပွေ့ဖက်ဖို့ချင်းကပ်လာပေမဲ့သူမကို Eva လို့ခေါ်ပြီးသူမဖြက်စီးလိုက်ပြန်ဆိုပါတယ်။အဲ့ဒီအခါကဂိုတောင်ထဲမှာတွေ့ခဲ့တဲ့ဝက်ဦးလှဲကိုထုတ်ပြီး Riley ရဲ့လယ်ပင်ကိုထိုးတက်လိုက်ပါတယ်။ Riley မြေပြင်ပေါ်မှာလူလိမ့်နေတော့Eva ကတော့ကိုယူပြီး truck ကားစီပြေးသွားပါတယ်။ truck ကားမီးဖွင့်လိုက်တဲ့အခါအိမ်ပြင်မှာသူမရဲ့ဘိုက်ကိုကင်ပြီးရက်နေတဲ့ Katie ကိုတွေ့လိုက်ရလို့Eva ထိတ်လန့်သွားပါတယ်။ Eva ဟာသူမကိုဂယုမစိုက်ပဲမောင်းထွက်ခဲ့ပါတယ်။
ခီးစဉ်အတွင်းသူမဟာ match အလုံးမထွက်ခင်နေကအကြောင်းကိုသတိရနေပါတယ်သူမငိုနေပေမဲ့သူမကိုလေစိတ်ကိုမလိုက်စေချင်ခဲ့ပါဘူးသူတို့ရဲ့အိမ်တော်ရေးကပျက်စီးလူနီးပါးဖြစ်နေပုံရပါတယ်နက်နက်ပိုင်းမှာ Ever ဟာ truck ကားထဲမှာနိုးလာပြီးလက်စွပ်ကိုပြန်ဝစ်လိုက်ပါတယ်လမ်းပေါ်မှာကားတွေပိတ်နေလို့သူမအဲ့ဒီမှာတညအိတ်ခဲ့တာဖြစ်ပါတယ်သူမဟာကားတွေပေါ်ကကျလာတဲ့ပစ္စည်းတွေကအဝတ်စားနဲ့ပစိန်တလက်ကိုယူပြီးခီးကိုချီချင်းဆက်ခဲ့ပါတယ်နာရီအနည်းငယ်ကြာတော့ဇာဘီတကောင်ကနောက်ကပေါ်လာပြီးလိုက်တိုက်ခိုက်ပါတယ်သူမထွက်ပြေးဖို့ကြိုးစားပေမဲ့အလောင်းတစ်ခုကိုတိုက်မိပြီးလဲကျသွားကပစိန်လွတ်ကျသွားပါတယ်အဲ့ဒီနောက်သူမဟာပြတင်းပေါက်နေတဲ့ဘတ်စကားတစ်စီးတဲကိုတက်ခဲ့ပေမဲ့ဇာဘီကနောက်ကလိုက်လာပါတယ်အဲ့ဒီတတဝါကသူမရဲ့ခြေထောက်ကိုဖမ်းဖို့ကြိုးစားနေတာကြောင့်အဗာကလက်လန်းမီသမျှပစ္စည်းတွေနဲ့ပြစ်ပေါက်ပြီးနောက်ဆုံးမှာမိသက်စေဘူးနဲ့အကြိမ်ကြိမ်ရိုက်တက်လိုက်ပါတယ်အဗာဟာစိတ်ပြက်လက်ပြက်အော်ဟစ်ပြီးနောက်ပစိန်ကိုပြန်ယူကဆက်လျှောက်ခဲ့ပါတယ်ညနေပိုင်းမှာသူမဟာကားတစ်စီးကိုတွေ့ပြီးအထဲကိုချောင်းကြည့်ရာတေဆုံးနေတဲ့မိသားစုတစုလုံးကိုတွေ့ရပါတယ်သူမဟာအလောင်းတွေကိုအပြင်ဆွဲထုတ်ပြီးနောက်အဲ့ဒီကားထဲမှာတညအနားယူခဲ့ပါတယ်သူမရဲ့ခြေထောက်ကအဖူးတွေကိုပြုစုပြီးမြေပုံကိုကြည့်ရမှာ6မိုင်ပဲကျန်တော့တာသိလိုက်ရပါတယ်တကောင်ရံမှာအလောင်းတလောင်းကဇာမေဖြစ်လာပြီးအဗာဟာအဲ့ဒီအတန်ကြောင့်နိုးလာပါတယ်သူမဟာပစိန်ကင်ပြီးအပြင်ထွက်လာရမှာဇာမေကသူ့မိသားစုကိုမြုပ်ဖို့ကျင်းတူးနေတာကိုတွေ့ရပါတယ်သူဟာအဗာကိုကြည့်တဲ့အခါလူနဲ့တောင်တူနေလို့သူမကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်မိသားစုတစ်ခုလုံးကိုမြုပ်နှံပြီးနောက်အဗာဟာဇာမေရဲ့ပတ်စံအိတ်ထဲကမှတ်ပုံတင်ကိုကြည့်ပြီးမက်ချီလဲအဆင်ပြေနိုင်တယ်လို့မျှော်လင့်ချက်ပြန်ရလာပါတယ်ဇာမေကကျင်းပေးမှထိုင်ပြီးအသက်ခံမှုတောင်းဆိုနေပုံရပါတယ်ဒါကြောင့်အဗာကသူ့ကိုတက်လိုက်ပြီးမိသားစုနဲ့အတူမြုပ်နှံကအုပ်ကူပေါ်မှာဓာတ်ပုံတစ်ပုံထားခဲ့ပါတယ်နောက်ဆုံးမှာအဗာဟာခန်းထားတဲ့ resort ကိုရောက်သွားပြီးအဲ့ဒီမှာဧည့်သည်တွေနဲ့ဝန်ထမ်းတွေရဲ့အလောင်းတွေကိုတွေ့ရပါတယ်ခြံထဲမှာပိတ်မိနေတဲ့ဇာမေတကောင်လည်းရှိပါတယ်သူမဟာအခန်းတိုင်းကိုရှာရမှာနောက်ဆုံးမှာကတင်ပေးချမ်းပြင်ပေါ်မှာတေဆုံးနေတဲ့မက်ချ်ကိုတွေ့ရှိခဲ့ပါတယ်အဗာဟာသူ့လက်ကိုညင်သားစွာကင်လိုက်ရမှာသူ့ရဲ့မင်္ဂလာလက်စွပ်ပြောက်နေတာကိုသတိပြုမိပါတယ်သူမမောကြည့်လိုက်တဲ့အခါစပွဲပေါ်မှာဝိုင်းခွက်နှစ်ခွက်အမျိုးသမီးတဦးရဲ့မှတ်ပုံတင်နဲ့ရေချိုးခန်းထဲမှာလက်စွပ်ကိုတွေ့လိုက်ရပါတယ်ဒါဟာမက်ချ်ဟာသူမအပေါ်ဖောက်ပြန်ခဲ့တာကိုဆိုလိုပါတယ်အဗာငိုယိုရင်းအဲ့ဒီအမျိုးသမီးဟာချောမောလာပါကြောင်ပြောကမက်ချ်ကိုနိုးဖို့အော်ဟစ်တောင်းပန်နေပါတယ်ခွဲအခန်းထဲဝင်လာတာကြောင့်သူမစကားပြတ်သွားပါတယ်အဲ့ဒီနှစ်ဦးကန်းချီသွားပြီးတောက်စားကြစင်မှာအဗာကသူမဟာမက်ချ်ကိုကလေးမပေးနိုင်တဲ့အချိန်ကစပြီးအိမ်တော်ရေးပျက်စီးခဲ့ကြောင်းပြောပြပါတယ်သူမကစေးကူးချင်ပေမဲ့မက်ချ်ကစောင့်ဖို့ပြောခဲ့ပါတယ်စကားများတာကထုံးစံလိုဖြစ်လာပြီးသူမခင်မုန်းကိုတော့မမှတ်မိတော့ပါဘူးနောက်ဆုံးမှာသူမဟာဖောက်ပြန်ခဲ့ပြီးမက်ချ်အိမ်ပြန်ရောက်တဲ့အချိန်မှာဝန်ခံခဲ့ပါတယ်သူမဟာအရာအလုံးကိုပြန်မှန်အောင်လုပ်နိုင်ဖို့သူ့စီလာခဲ့တာဖြစ်ပါတယ်ခွဲကလည်းသူ့သမီးနဲ့ဇနီးကသူ့ကိုအဆက်အသွယ်မလုပ်ချင်တော့ကြောင်းပြောပြပါတယ်ဒါကြောင့်သူဟာကိုကျိုးမဖက်သူဖြစ်ကြောင်းတက်တည်ပြဖို့ဒီစီမံကိန်းမှာစေတနာဝန်ထမ်းလာလုပ်တာဖြစ်ပါတယ်ဒါပေမဲ့သူ့ဇနီးကိုပြောပြတဲ့အခါသူမကသူ့ကိုဆဲဆိုခဲ့ရုံပါပဲအဲ့ဒီနောက်အဲ့ဒီနှစ်ဦးဟာ resort မှာပျော်ပျော်ပါးပါးနေရင်ပြဿနာတွေကိုမေးပြဖို့ဆုံးဖြတ်လိုက်ကြပါတယ်သူတို့ဟာတောက်စားကရေကူးကန်မှာရေကူးကြပါတယ်ဇာဘီတကောင်သူတို့နားပြေးလာတဲ့အခါအဗာကပလင်းနဲ့အချင်းချင်းရိုက်တက်လိုက်ပါတယ်နောက်နေ့နဲ့မှာအဗာဟာဘိုက်ကင်းတကြိုချင်းတပ်ပုံတပုံကိုမြင်ပြီးအကြံရခဲ့ပါတယ်သူမဟာမင်္ဂလာလက်စွပ်ကိုချွတ်လိုက်ပြီးခွဲရဲ့အကူအညီနဲ့မက်ချ်ရဲ့အလောင်းကိုကန်းချီကိုရွှေ့လိုက်ပါတယ်ခွဲမှာအမှုလွတ်နေလို့မက်ချ်အလောင်းပေါ်အံမိပါတယ်အလောင်းကိုအဝတ်စတွေနဲ့ပတ်ပြီးနောက်လှေပေါ်တင်ကမိရှုပြီးသမုတ်တရားနဲ့လွတ်လိုက်ပါတယ်နောက်ပိုင်းမှာအဲ့ဒီနှစ်ဦးကားနဲ့ထွက်လာကြပါတယ် Bluebird နားရောက်တဲ့အခါလမ်းလယ်မှာဂါဝင်မှာသွေးတွေနဲ့ပိုက်ပြန်ချက်သွားတဲ့ခဲဒီကိုတွေ့လိုက်ရပါတယ်ခဲဒီကလေးမွေးပြီးသွားပြီဆိုတာဗတိလိုက်ရချိန်မှာခဲဒီထွက်သွားပါတယ်အဲ့ဒီအချိန်မှာကလေးငိုတန်ကြားရလို့ဒဗက်ပြေးသွားရမှာအိမ်ပြက်ထဲမှာကလေးတအုပ်ကိုတွေ့ရှိခဲ့ပါတယ်ဝိုက်ကသူ့ချခင်နဲ့ပတ်ပေးလိုက်ပြီးဒဗကကလေးလေးတိတ်အောင်ချုံမြူနေပါတယ်ဒီလိုမျိုးဗီဒီယိုတွေကိုပိုကြည့်နိုင်ဖို့ follow လုပ်ထားပေးပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်